ဒီမဲ့တော့နှစ်ယောက်ဆက်ကနုတ်ကလေးတွေထိုးပြလိုက်ပါတယ်နော်ဒါပေမဲ့မျက်လုံးလေးကကြတော့အမထိုးတဲ့ပုံလေးတွေကိုကြည့်ပြီးတော့ကူမပြောတာတော့ပန်းထိုးတာနဲ့မဆိုင်ဘူးပေါ့ဒါပေမဲ့မကြာခဏလာမေးနေကြတာလေးတွေကလေပန်းထိုးကဘလောက်ယူလဲလက်ခဘလောက်လဲအဲ့ဒီမေးခွန်းလေးတွေမေးကြတယ်ပေါ့နော်တော်တော်များများပေါ့ဒါမဲ့လေအမပြောချင်တာကတော့ကိုလက်ရာကိုအကောင်းဆုံးလုပ်ကို customer ကိုဘလောက်အကောင်းဆုံးပေးနိုင်လဲကိုလက်ရာတစ်နေ့ပို့ပြီးတော့တက်ရက်လာပြီလားတိုးတက်လာပြီလားအဲ့ဒါကိုအရင်ဦးဆုံးအားစိုက်ပါလို့အဲ့ဒီလက်ရလေးတိုးတက်နေသူရဲ့ကိုဘလောက်ပဲတိုးတောင်း customer ကိုလက်ရသဘောကျနေဈေးကြီးတယ်ဈေးများတယ်မပြောပါဘူးပြီးတော့ကိုကစူးစမ်းထားတာလေကိုကတခါတည်းစားလို့ရင်ပို့ပြီးလှအောင်လှုပ်ထားတာလေကိုလှအောင်လှုပ်ထားတယ်ကိုလက်ရကိုကယုံကြည်နေတဲ့ရွေးတော့ကိုဒီလုပ်ငန်းပေါ်မှာကိုကလက်ခတောင်းရတာကိုမကြောက်ပါနဲ့မယွန့်ပါနဲ့နော်ဘာဖြစ်လို့လဲဆိုတော့အမားတို့အရင်ကစပြီးထိုးတယ်ဆိုရင်ကျိုးကလေးတွေကပိန်မဲလိမ့်မဲဇင်းကောင်းသီးလေးမညီချင်းမညီဘူးအစပြော့ပြဲဆိုမကန်ရဲဘူးအဲ့လိုဖြစ်ကောင်းဖြစ်ကိုကြောင့်ကိုကန်ရဲမဲကိုလှုပ်တက်လာပြီးကိုပညာရေးကတိုးတက်လာတာလေတိုးတက်လာပြီးဆိုတော့တိုးတက်လာတဲ့အလျောက်လေကိုရဲ့လှုပ်အားကလည်းတိုးတက်လာတယ်ဆိုတာမျိုးဖြစ်တင်တယ်ဒါကြောင့်မို့လို့ပန်းထိုးကဘယ်လောက်လဲဆိုတာဆိုရင်ကိုအရင်ယူတဲ့ပန်းထိုးကတွေကိုလည်းရဲဝန်းကိုလှုပ်အားကနဲ့တန်တာလေးကိုယူပါအဲ့တော့တချို့တွေရှိတယ်ဈေးကြီးလို့ဈေးများလို့သူတို့ဘာတွေပဲပြောကိုလက်ရာအရင်ထက်ပိုကောင်းနေရင်ကိုမှန်တယ်အဲ့ဒီလိုကိုယုံကြည်မှုထားပေးပါနော်တချို့ဘာလို့ဆိုတော့ယုံကြည်မှုမရှိဘူးမယူရဲအမားတို့လည်းစတော့ကတော့ဖြစ်တာပဲကိုတောင်းလိုက်ရင်များသွားမလားဘယ်လိုကိုဘောကိုလက်ရာမှာကြိုက်ပါမလားအဲ့လိုမျိုးလေးဖြစ်တတ်ပါတယ်နော်အဲ့တော့ကိုကအရင်ဥဆုံးပန်းထိုးပြီဆိုရင်စပြီးတော့အစကိုကိုင်းလိုက်ခဏငါအကောင်းဆုံးလုပ်မယ်အလှဆုံးလုပ်မယ်မကြိုက်ရင်ပြန်ဖြုတ်ပြီးတော့မှပြန်ပြီးတော့ပူလှတာကိုတက်ပေးမယ်တန်တာမတန်တာ1000တန်လား2000တန်တာကိုမစင်စားပဲနဲ့အဲ့ဒီအင်ကြီးထဲပေါ်မှာကိုလုံနိုင်တဲ့အကောင်းဆုံးအရာတွေကိုလုပ်ပေးလိုက်ပါအဲ့ဒီလိုကိုရဲ့စေတနာကိုပြန်ပြီးကျူးပေးလာပါလိမ့်မယ်နော်အဲ့ဒါလေးကိုလည်းပြောချင်တယ်နောက်ပြီးလို့ရှိရင်အဲ့လိုပန်းထိုးကယူကွာအမဒီ PPC က1000ယူပါတယ်9000ယူပါ1000ယူပါတယ်အတိအမှတ်လို့မရဘူးလေတချို့တွေကနည်းနည်းလေးပေါ့ကြာပြီးတော့ခက်ခဲတဲ့ပန်းလေးတွေရှိတယ်အဲ့ဒါမျိုးဆိုကိုကစီပူယူရတယ်လေခက်ခဲတဲ့ဆိုတာလေကိုညံ့လို့ကိုကလှုပ်လိုက်လို့မှားသွားလို့မီးကျွန်းသွားလို့ကျိုးကဘာဖြစ်သွားလို့ဆိုတော့ကိုရဲ့အမားကြောင့်ခက်ခဲလို့ကြားနေတာကိုငွေယူရတာမျိုးမဟုတ်ပါဘူးကိုပုံမှန်လုပ်နေကြအလုပ်ပဲဒါပေမဲ့ပို့လုပ်ပေးရတယ်ပို့ပြီးတော့ချိန်လက်ဝင်နေတယ်အဲ့လိုကြားတဲ့ဟာမျိုးကိုဝန်ဆောင်မှုအနေနဲ့တိုးယူရတာမျိုးပေါ့ဥပမာကျိုးကမလောက်ဘူးကျိုးတလေးပိုင်းဆက်ပြီးတော့ပန်းလေးတွေထိုးပေးနေရတယ်ဆိုရင်တော့ကိုကအဲ့ပေါ်မှာဝန်ဆောင်မှုအနေနဲ့လက်ခကိုတိုးယူလို့ရတယ်နော်ကိုကတော့ပုံမှန်လုပ်နေကြပဲလုပ်ပါတယ်အီလေးဆွဲပြီးလုပ်လိုက်လို့ကျိုးကကြာသွားလို့ကျိုးကလိန်သွားလို့ပြန်ဖြုတ်သွားလို့ပန်းမှားသွားလို့မညီလို့ပြန်ဖြုတ်သွားလို့ဆိုတော့ကိုရဲ့အားနေချက်ကြောင့်ကြာသွားတဲ့ပုံမှာငွေကိုတိုးယူလို့မရဘူးเนาะအဲ့လိုလဲတိုးယူဖို့မကောင်းဘူးပေါ့เนาะအဲ့တော့ကိုကစတမာလည်းအဆင်ပြေကိုလည်းအဆင်ပြေအောင်မို့ပတ်စံလေးတွေကိုကြားချပြီးယူပါလို့အမအကြံပေးချင်တာပေါ့เนาะပြီးတော့လေဒီအလုပ်ကလေပညာရက်နဲ့လုပ်ရတာအုံနောက်ထဲကအကြံဉာဏ်တွေထုတ်ပြီးလုပ်ရတာအဲ့ဒီလိုပညာတစ်ခုကိုဥတည်ပြီးလုပ်ရတဲ့လူမှလေပညာနဲ့ပတ်သက်တဲ့မာနလေးဆိုတာရှိတတ်ကြတယ်เนาะလူတိုင်းမှာဒါပေမဲ့အဲ့ဒါကို customer ကိုလုံးဝထုတ်မပြပါနဲ့เนาะသူကကိုယ့်ရဲ့ပညာရက်ကိုမလေးမစားပြောနေတာမျိုးတို့မယုံသင်္ကာရှိနေတာမျိုးတွေဖြစ်တတ်ပါတယ်ဒါပေမဲ့သူတို့ကြိုက်အောင်အကောင်းဆုံးလုပ်ပြပေးလိုက်ကိုယ့်ရဲ့မာနပဲဖြစ်ဖြစ်ဒေါသပဲဖြစ်ဖြစ်အပြင်ကိုလုံးဝထုတ်မပြပါနဲ့เนาะအလုပ်လုပ်တဲ့နေရာမှာလေတချို့တော့ရှိရပါမလေးငါအကောင်းဆုံးလုပ်ပေးတာငါတော့မကြိုက်လဲနေဖို့ကြိုက်တဲ့နေရာတော့အဲ့ဒီလိုမျိုးကိုမျက်နှာပေါ်မှာစကားထဲမှာတော့၎င်းလုံးဝထုတ်ပြီးတော့မပြပါသူမကြိုက်ဘူးဆိုရင်အဲ့ထက်ပိုကောင်းအောင်ငါလုံနိုင်တယ်လို့ကိုနောက်ဆုံး तू ကကိုမချီးမွမ်းသွားဘူးဆိုတော့ကိုချီးမွမ်းရမယ်ငါအကောင်းဆုံးလုံနိုင်ပြီဆိုတာမျိုးကိုနားလည်နေမှာကိုတိုးတက်တာကိုဘာကိုသိနေရမယ်เนาะဒါမှလည်းအလုပ်လုပ်ရတာပို့ပြီးတော့စိတ်ချမ်းသာမယ်ငါအဆင်ပြေသွားပါလားဆိုတာသိမယ်နော်ငွေကြေးအဆင်ပြေတယ်မျိုးပြောတာမဟုတ်ပါဘူးเนาะအလုပ်လုပ်ရတာအဆင်ပြေတယ် customer ဆက်ဆံရတာအဆင်ပြေတယ်ဆိုတာမျိုးတွေဖြစ်လာပါလိမ့်မယ်လို့ပတ်စံယူရမှာတွန်းဆုံဖြစ်နေတာမျိုးချို့တွေတော့ရှိတယ်နော်ဒီဇိုင်နာတွေလို line ပေါ်တော့ဘယ်နှစ်သိန်းအမအဲ့ဒါမျိုးယူလဲမတိုက်တွန်းပါဘူးယူပါလို့မပြောပါကိုရဲ့တင့်တော်တဲ့ဈေးနှုန်းလေးနဲ့မျှတအောင်ယူတတ်အောင်လေ့ကျင့်ပါပြီးရင်တောင်းတဲ့နေရာမှာလဲ
ဒါကြီးကသူတောင်တလောက်ရတယ်ဒီမဲ့တွေ့လားဘလောက်တောင်သူများ9000ကျမလည်း9000အဲ့ဒီလိုသူကရှင်းလာလိမ့်မယ်လေနင်က9000တန်လက်ရမျိုးမို့လို့လားဆိုတာမျိုးတော့အဲ့တော့ကိုယ့်ရဲ့လက်ရကိုအကောင်းဆုံး perfect ဖြစ်အောင်အရင်ဆုံးလုပ်ထားပါကိုယ့်လက်ရတိုးတက်လာရင်ကိုယ့်လက်ရတိုးတက်လာတဲ့လောက်ပတ်စံတိုးတောင်းရတာဘာမှမျက်နှာငယ်စရာလည်းမလိုဘူးတွန့်ဆုတ်ဖြစ်နေစရာလည်းမလိုဘူးเนาะအဲ့ဒါလေးတွေကိုပြောချင်လို့ပါအများဆုံးမေးတာကတော့ဒီဈေးနှုန်းပေါ့နော်ဟိုပစင်းကောင်းသီးတစ်ခုကိုအမားတို့ဆိုရင်လေနည်းနည်းခက်တဲ့ပစင်းသီးဆိုရင်တော့9စုံကိုလေကျိုးတာပေးထားရင်2နာရီလောက်လို့ဆိုရင်အင်ကြီးပေါ်ရောက်သွားပြီပဲကွအဲ့လောက်ကိုကမြန်ဆန်လုံနိုင်ပြီလက်ရလည်းပြောစရာမလိုဘူးဆိုလို့ကတော့ပတ်စံတောင်းလေဟုတ်တယ်အော်ပစင်းသီးလေးထိုးပါပြီနေ့တစ်ဝက်လောက်အကြာကြီးထိုးနေရပြီးတော့အကြာကြီးလို့မလို့ကျမနေ့တွက်နဲ့မကြိုက်ဘူးဆိုတာမျိုးကတောင်းလို့မရပါဘူးเนาะအဲ့လိုမျိုးလေးတွေပြောပြချင်တာပါလို့မကတော့ငကူကနေကဟိုကလေးတွေစာတင်နေတဲ့ဘဝကနေကကိုပါလုတ်ပေးနိုင်လေကိုလုတ်ပေးနိုင်တာတဲ့ပိုကောင်းအောင်ပို့ပြီးတော့အဆင်ပြေအောင်လုတ်ပေးမယ်အတက်နိုင်ဆုံးဆိုတဲ့ခံယူချက်နဲ့အလုပ်လုပ်ခဲ့တာမို့လို့ဟိုလက်ရလေးတွေကိုသူများတွေဝစ်နေစိတ်ကျဉ်တ်တယ်ဆိုတာနဲ့စခဲ့တာပါနော်ကိုယ့်ရဲ့လက်ရပတ်စံဘလောက်ဝင်လဲဆိုတာနဲ့စခဲ့တာမဟုတ်တဲ့အတွက်ကြောင့်မို့လို့ပေါ့ဒီကညီမလေးတွေရောအလုံးကိုရောဘာလုပ်နေစေတနာပါcustomer ပေါ်မှာစေတနာအကောင်းဆုံးနဲ့လုပ်ပေးကြပါလို့ဟိုဒါလည်းအကြံလေးပေးချင်တာပါတိုက်တွန်းချင်တာပါနော်